ရားရှင်ရဲ့တကူတော်ကြောင့်32ဘုံဟာပိဋကတ်တွေအကာယံမရှိဘဲနဲ့အကုန်လုံးမြင်ရမယ်တဲ့အပေါ်ကိုမောကြည့်နတ်တွေမြမာတွေနတ်စည်းစိမ်တွေခံစားတာကိုမြင်ရမယ်အောက်ကိုလမ်းကြည့်ရင်လည်းပဲငရဲခံနေရတာတွေမြင်ရတော့ဘယ်သူမှအကုသိုလ်မလုပ်ရဲတော့ဘူးတဲ့အခုဘုန်းကြီးတို့ကငရဲကမမြင်ရတဲ့အခါကျတော့ဘုန်းကြီးတွေစားတဲ့တာပြောတာငရဲရှိတယ်ငရဲခံနေရတဲ့အရက်တောက်တဲ့လူတွေပါးစပ်ထဲတန်ယူဘူးတွေလောင်းထည့်တယ်ဒါပြောတော့ဟုတ်ရှင်မလားဟုတ်မှာဘုံကတကယ်ကိုပြနေတာကျောင်းနေဆောက်ဖရာတွေတဲကုသိုလ်ကောင်းမှုတွေလုပ်တဲ့ပုဂ္ဂိုလ်တွေနတ်စည်းစိမ်ခံစားရတဲ့နတ်ပြည်ဆိုတော့နတ်ပြည်မြင်မှုလားဆိုတော့လေကိုလည်းမမြင်ဘူးတရားဓမ္မလည်းမမြင်ဘူးဘုန်းကြီးတွေလည်းစားတဲ့ပါတဲ့တိုင်းဟောရတာပဲအရိမတိယမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာအဲ့ဒီလိုမဟုတ်ဘူးတဲ့32ဘုံကဒိုးရိုပေါက်ကြီးတယ်အကုန်လုံးမြင်ရတယ်တဲ့နတ်ပြည်ကိုလမ်းကြည့်နတ်သမီးနတ်သားတွေနတ်စည်းစိမ်ခံနေရတာမြင်ရမယ်မြမပြည်ကိုလမ်းကြည့်မြမမင်းကြီးတွေနတ်စည်းစိမ်မြမစည်းစိမ်တွေခံစားတာမြင်ရမယ်ငရဲကိုလမ်းကြည့်ငရဲသူငရဲသားတွေအမလေးပါလေးနဲ့ကဲပါယူပါတစားစားနဲ့အော်ဟိညင်းညူပြီးတော့ခွေးနဲ့ကြီးတွေလိုက်ဆွဲတာတွေကောင်းငင်ကနေတန်လျက်တွေကြလာတာတွေခန္ဓာကိုယ်အပိုင်းပိုင်းပြတ်တာတွေသုတွေရှိတဲ့လက်ပံမင်းကြီးပေါ်တက်တဲ့လက်ပံတော်ငရဲတဲ့ပင်ဘုံငရဲတဲ့မစင်ချောင်းကြီးတဲ့မှာငါပြောဘူးလောက်ရှိတဲ့လောက်ကြီးတွေတခါတည်းကြိုက်ပြီးတော့အမလေးပါလေးနဲ့အော်ဟင်ညင်းညူနေရတာတွေကိုမျက်စိနဲ့မျက်ဝန်းထင်တင်မြင်တွေ့နေရတဲ့အခါကျတော့ဘယ်သူမှအာဟုသောမလုံရဲတော့ဘူးတဲ့ဒါကြောင့်မို့လို့အဲ့ဒီခေတ်ကလူတွေငရဲမကြတာလက်တွေ့ပြတာအရိမတေယမြတ်စွာဘုရားလက်တွေ့ကိုပြတာဒါကြောင့်မို့လို့အဲ့ဒီအရိမတေယမြတ်စွာဘုရားလက်ထက်တော်မှာလူတွေငရဲမရောက်ဘူးတဲ့အပယ်လေးပုံမသွားတော့ဘူးတဲ့ဒါကြောင့်မို့လို့ဒီဘုရားကိုလေဖူးကျင်ညလုံးလို့ဘုန်းကြီးတို့တောင်ဖီလာဆရာကြီးတို့ဆိုရင်လည်းပဲဒီစုပဲတောင်းတာအရိမတေယဘုရားဖူးရပါလို့ဖူးရပါလို့ဖူးရပါလို့တောင်ဖီလာဆရာကြီးဆိုတာဓမ္မတော်ရေကူးတာသစ္စာဆိုနိုင်တာပဲတကယ်သီလစွမ်းအားရှိတဲ့ပုဂ္ဂိုလ်ကြီးဟာနတ်ပြည်အထက်ဆုံးနတ်ပြည်ကိုဆူတောင်းလဲရတယ်ပရိသတ်မတောင်းဘူးတောင်ဖီလာဆရာကြီးတောင်းသွားတဲ့ဆုဟာဒီဘဝကနေမနေလို့သေရင်ခန္ဓာမရဏတောင်းမှာမင်းစုတကနတ်ပန်းမင်းကြီးမှာယုဂသောနတ်မင်းကြီးဖြစ်ရပါလို့အတိဒီဃရူကောအလွန်အသက်ရှိသောယုဂသောနတ်မင်းကြီးဘဝနဲ့အရိမတေယဘုရားကိုဖိုးမှာအဲ့ဒီဘုရားလက်ထက်ရောက်တဲ့အခါကျတော့အရိမတေယဘုရားကသူ့ကိုအဲ့ဒီမှာအဟိဘိက္ခုဘုရားဖြစ်လိမ့်မယ်လို့ဗျာဒိတ်ပေးမှာဆိုပြီးဒီစုတွေတောင်းသွားတာတောင်ဖီလာဆရာကြီးတို့ကြတော့